မလေးဟဲ့ မလေးဟဲ့ ဒီကဖွန်ကြောင်လေးကို စတော်ဘယ်ရီလေးရဲ့အယက်မောင်းအလုံးအထည် ဘာ ဟောပြောရလေ ဘယ်နေရလဲဘယ်နေရစတော်ဘယ်ရီကဒီလိုတော့ပိုက်သွားပြီ ဟိုကစတော်ဘယ်ရီကအလုံးတွေအများကြီးပဲ ဘော်ရီစထရက်ချာပေါ့အမ် သူ့ရဲ့အတန်ကာလာလေးရော အတန်ကာလာလေး ရုပ်ရည်လေးရော ရုပ်ရည်မြင်ရလား မြောင်လေး အနည်းရပဲဖြစ်နေ မှန်းတာပေါ့ဟဲ့ မှန်းကြည့်လားမှန်းကြည့် မှန်းကြည့်တာ အနေထားတွေအကုန်လုံးကိုပေါင်းမယ်ဆိုကျွန်တော်တို့ရင်ခုန်ပြီ ဩဟုတ်လေဘယ်သူလဲမှန်းခိုင်းတာဘာလို့ အေးလေဘယ်နဲ့ရင်ခုန်တာပါ तू ကဘယ်နေဘယ်ပထမဆုံးတစ်စစ်ဘယ်နေဘယ်ရလို့ထင်လဲ ဆိုတော့မင်းသမီး အစိုးရ ဆိုတော့မင်းသမီး ထပ်မင်းမယ်အပြိုလားအိမ်အောင်ရှိတာ အပြုတ်အပြုတ် အပြိုဝါ အပြုတ်မလို့ရင်ခုန်တာပေါ့ အော်အေးဟုတ်ပါပြီ နာမည်ဘယ်နဲ့လဲနာမည် စကားတရုပ်ဖော်နေတယ် အဲ့ဒါဆိုရင်စတော်ဘယ်ရီမာလေးကိုတရုတ်ဆောင်အဆိုတော့အိမ်အောင်မရှိတဲ့အပြိုလေးလို့ထင်တယ်အဲ့ဒီတယောက်ပေါ့နော် ဟုတ်ပြီအဲ့လောက်ပဲအဲ့ဒါမင်းပန်းလို့ရပြီ ရကျွန် ဟု တော် တ်လေနည်းနည်းလေး hint တက်ထပ်ပေးဦးလေဒါကြီး မရ လေ တော့ညီမလေးမရတော့ဒါတော့ကူညီထားညီမလေးရတယ်အဲ့ သူပါလေပေါ့နော် သူပါတာဘာကြီးလဲ တော်တော်ပိုင်းနားထောင်ပါဦးသူပါလေရုပ်ရှင်လေးတွေကိုတီဗီဖန်သားပြင်ပေါ်မှာမြင်ဘူးတဲ့ ပြောချင်တာတရုတ်ဆောင်ပေါ့ သူနဲ့ရတယ်စုံဘူးလေ ဟောစုံ ဘယ်မှာစုံဘူးလား သူနဲ့စုံပါတယ်သူမအရင်ပတ်ထဲကစုံတာလေ နေလိုက်တာနေလိုက် အခုကဆက်လီစတော့၄ယောက်ကဘာမသိညာမသိရညင်ညင်နေလိုက်တော့နားထောင် နားတော့နားတော့โอเค နော် မနောက်ချက်နဲ့ သူတို့ပြောရင်ညင်ညင်လေးနားထောင် ဟုတ်ကဲ့ဟုတ်ကဲ့ မရှိနဲ့ ဟုတ်ကဲ့ သူတိတ် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ တော့တ ဟု န်း တ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ โอเค ကဲအဲ့တော့ဆက်ပြော နောက်ဆုံးတစ်ခုကတော့သူကယောက်ျားလေး အာသိရလေ ဟောဟုတ်ပါတယ်နှစ်ခုလေး စတော်ဘယ်ရီရဲ့နောက်တယ်နော် အဲ့တော့ဒီစတော်ဘယ်ရီကသူ့ကိုယောက်ျားလေးတရုတ်ဆောင်လူပြူလား